ဆရာဝန်မလေးတယောက်ဟာထုံးစံအတိုင်းခွဲစိတ်ကုသမှုတစ်ခုကိုလှုပ်ဆောင်နေရင်းနဲ့မှကတင်ပေါ်ကလူနာဟာလွန်ခဲ့တဲ့6နှစ်ကလမ်းခွဲခဲ့တဲ့သူမရဲ့ရည်စားဟောင်းဖြစ်နေတာကိုမမျှော်လင့်ပဲသတိပြုမိသွားပါတယ်ဒီလိုမျိုးရုပ်တရက်ပြန်ဆုံတွေ့ရတာဟာကံကြမ္မာရဲ့အလှည့်ပြောင်းတစ်ခုလိုပါပဲရည်စားဟောင်းရဲ့ခန္ဓာကိုယ်ပေါ်ကကြောက်မက်ဖွယ်ရာဒဏ်ရာတွေကိုမြင်လိုက်ရတဲ့အခါဆရာဝန်မလေးခမရင်တထိတ်ထိတ်နဲ့စိုးရိမ်ပူပန်သွားခဲ့ရပါတယ်ဒါပေမဲ့အတူတူအလုပ်လုပ်တဲ့လုပ်ဖော်ကိုင်ဖက်ဆရာဝန်ကခွဲစိတ်မှုကိုဆက်လုပ်ဖို့တတိပေးလိုက်တာကြောင့်သူမဟာစိတ်ကိုအမြန်ဆုံးပြန်ထိန်းပြီး professional ပြီးခွဲစိတ်မှုကိုအောင်မြင်အောင်လုပ်ဆောင်ပေးခဲ့ပါတယ်လူနာရဲ့အခြေအနေကတော်တော်လေးစိုးရိမ်ရပေမဲ့ဆရာဝန်မလေးရဲ့ထူးချွန်တဲ့လက်ရာကြောင့်ခွဲစိတ်မှုကအောင်မြင်မြင်နဲ့ပြီးဆုံးသွားခဲ့ပါတယ်သူမစိတ်နဲ့အေးသွားတဲ့အချိန်မှာပဲလုပ်ဖော်ကိုင်ဖက်တယောက်ကသူမရဲ့ရည်စားဟောင်းဟာအခုဆိုရင်တလောကလုံးကကြောက်ရတဲ့ရက်ဆက်ပြီးအနေရများတဲ့မာဖီးယားကိုင်းချုပ်ကြီးဖြစ်နေပြီလို့ပြောပြတဲ့အတွက်ပူပြီးတုံ့လုပ်သွားခဲ့ရပါတယ်ဒါရင်မကသေးပါဘူးမကြခင်ပါပဲအမျိုးသမီးတယောက်အခန်းထဲကိုအလောတကြီးဝင်လာပြီးလူနာချင်းတွေကိုစိုးရိမ်တကြီးမင်းမြန်းပါတယ်လူနာဘေးကင်းပြီဆိုတာသိရတော့မှအဲ့ဒီအမျိုးသမီးဟာတက်ပြင်းချနိုင်ပြီးဆရာဝန်မလေးရဲ့နာမည်ကိုမေးပါတယ်ဒါပေမဲ့ဆရာဝန်မလေးရဲ့နာမည်ကိုကြားလိုက်ရတာနဲ့အဲ့ဒီအမျိုးသမီးရဲ့မျက်နှာဟာချက်ချင်းဖြောသွားခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဆရာဝန်မလေးဟာအဲ့ဒီမာဖီးယားကောင်းဆောင်ရဲ့ဦးဆုံးအချစ်ဆိုတာကိုသူမသိနေလို့ပါပဲဘေးကလုတ်ပေါ်ကန်ဖက်တွေလည်းဒီစကားကြောင့်အံ့ဩသွားကြပေမဲ့ဆရာဝန်မလေးကတော့ဒါတွေကအတိတ်ကအရာတွေပါကျမတို့ကြားမှာဘာမှမရှိတော့ပါဘူးလို့အေးဆက်ဆက်ပဲပြန်ပြောလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအမျိုးသမီးဆက်ပြောလိုက်တဲ့စကားကတော့ဆရာဝန်မလေးကိုစွန့်သွားစေခဲ့ပါတယ်မင်းကသူ့အမုန်းဆုံးမိန်းမပဲမင်းကိုမေ့ပြစ်နိုင်ဖို့အတွက်သူနီးလန်းမျိုးစုံသုံးခဲ့ရတာမကြခင်ကတင်တယောက်ကသူ့ရှိမှမင်းနာမည်ကိုပြောမိလို့သူဒေါသတကြီးနဲ့ယူမတက်ဖြစ်သွားခဲ့သေးတယ်နောက်သူ့ရှိမှမင်းနာမည်ကိုဘယ်သူမှမပြောရဘူးလို့အမိန့်ထုတ်ထားတယ်လို့ပြောလိုက်ပါတယ်ဒီစကားလုံးတွေကဆရာဝန်မလေးရဲ့နှလုံးသားကိုဓာတ်နဲ့မွန်းလိုက်တယ်လို့နာကျင်စေခဲ့ပါတယ်အဲ့ဒီအမျိုးသမီးကအခန်းထဲကနေမထွက်သွားခင်မှာလဲမင်းသူ့အသက်ကိုကယ်လိုက်ရုံနဲ့မင်းတို့ကြားမှာတခုခုပြန်ဖြစ်လာနိုင်မယ်လို့မမျှော်လင့်တဲ့မင်းကသူနဲ့မတန်ဘူးလို့အေးဆက်ဆက်သတိပေးပါတယ်ဆရာဝန်မလေးကအားကိုးရမယ်စွာနဲ့ပြုံးလိုက်ပြီးမင်းအထင်လွဲနေပါပြီလို့ပြောရင်းသူနဲ့မင်းကဘာတော်တာလဲလို့ခတ်တိုးတိုးမေးလိုက်ပါတယ်အဲ့ဒီခါအမျိုးသမီးကဂုံယူဝင်းကြွားတဲ့လေတံနဲ့ငါကသူ့ဇနီးပဲလို့ပြောလိုက်တဲ့အတွက်ဆရာဝန်မလေးရဲ့မျက်ဝန်းထဲကအယောင်တွေအပြီးတိုင်ကွဲပြောက်သွားခဲ့ရပါတယ်ဒါပေမဲ့သူမဟာအတင်းကျပ်ပြုံးပြပြီးသူတို့နှစ်ယောက်လုံးကိုစုမုံကောင်းတောင်းပေးလိုက်ပါတယ်အဲ့ဒီအမျိုးသမီးကတော့သူတို့မှာကလေး၃ယောက်တောင်ရှိနေပြီလို့ကြွားလုံးထုတ်ပြီးပျော်ပျော်ရွှင်ရွှင်နဲ့ထွက်ခွာသွားခဲ့ပါတယ်တကယ်တော့ဆရာဝန်မလေးမသိတာကမာဖီးယားကောင်းဆောင်ဖြစ်တဲ့သူမရဲ့ချစ်သူဟောင်းဟာသူမအပေါ်တန်ရောစင်တွေမပြတ်သေးဘူးဆိုတာပါပဲနောက်တနေ့မနက်လူနာဆောင်တွေကိုလိုက်စစ်တဲ့အခါဆရာဝန်မလေးဟာသူ့အခန်းထဲကိုဝင်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာသူဟာဒဏ်ရာဝေဒနာကြောင့်တကိုယ်လုံးချွေးရွှဲပြီးခံစားနေရတာကိုမြင်တော့သူမကချွေးတွေကိုတနာကယူနာနဲ့တုပ်ပေးမိပါတယ်အဲ့ဒီလိုတုပ်ပေးနေတော့မှပဲသတိမေ့မျောနေတဲ့ရီးစားဟောင်းကသူမရဲ့လက်ကိုရုတ်တရက်အတင်းလန်းဆွဲလိုက်ပါတော့တယ်ဆရာဝန်မလေးလန့်သွားပြီးလက်ကိုချက်ချင်းပြန်ရုံးခဲ့ပေမဲ့အဲ့ဒီအမျိုးသားကတော့သတိမရသေးပဲမျက်စိမိတ်လျက်သားပဲရှိနေပါသေးတယ်ဝေခွဲမရဖြစ်နေတဲ့ဆရာဝန်မလေးလည်းဘာလို့ရမှမသိတာကြောင့်အခန်းထဲကနေချက်ချင်းထွက်ပြေးခဲ့ပါတယ်။သူမကွယ်ရာမှာတော့တတိမရသေးတဲ့မာဖီးယားကောင်းဆောင်ကြီးဟာသူမရဲ့နာမည်ကိုတွတ်ညီးတော့ခေါ်ဆိုရင်မျက်လုံးထောင်းကနေမျက်ရည်တွေစီးကျနေခဲ့ရှာပါတယ်။အခုဆိုရင်အတိတ်ကနာကျင်စရာတွေနဲ့အထင်လွဲမှုတွေကြားထဲမှာသူတို့နှစ်ယောက်ရဲ့ကံကြမ္မာကပိုပြီးရှုပ်ထွေးလာပါတော့မယ်။တကယ်တော့အဲ့ဒီဂုံယူပြီးလာကြွားသွားတဲ့အမျိုးသမီးဟာမာဖီးယားကောင်းဆောင်ရဲ့ဇနီးအစ်စ်မဟုတ်ပါဘူး။သူမဟာကောင်းဆောင်ကြီးကိုတစ်ဖက်သက်ချစ်နေပြီးဆရာဝန်မလေးနဲ့ပြန်မဆုံမိစေဖို့တမင်တက်တက်လင်းညာရှက်ခွဲသွားတာဖြစ်ပါတယ်။ကလေး၃ယောက်ဆိုတာကလည်းမာဖီးယားကိုင်းကဆုံးပါသွားတဲ့ရဲဘော်ရဲဘက်တွေရဲ့မိဘမဲ့ကလေးတွေကိုကောင်းဆောင်ကြီးကမွေးစားထားတာပဲဖြစ်ပါတယ်။ကောင်းဆောင်ကြီးတတိယလာတဲ့အခါသူ့အသက်ကိုကယ်ခဲ့တာသူ့ရဲ့ဦးဆုံးအချစ်ဖြစ်မှန်းသိသွားပါလိမ့်မယ်။သူကသူမကိုနာကြီးတယောက်နဲ့ငါရှိကိုဘာလို့ပြန်ပေါ်လာတာလဲလို့အေးဆက်ဆက်မေးခွန်းထုတ်ပြီးမြဲတကယ်တမ်းတော့သူမတခြားယောက်ျားတယောက်နဲ့စကားပြောတာမြင်ရင်တော့တုံ့ဝင်တိုးပြီးယူမတက်ခံစားရပါလိမ့်မယ်။လွန်ခဲ့တဲ့6နှစ်ကဆရာဝန်မလေးဘက်ကလမ်းခွဲခဲ့ရတဲ့နောက်ွယ်